မင်္ဂလာပါမောင်လေး မင်္ဂလာပါမောင် မောင်လေးမနေ့ပြန်လေးစပြီးတော့လှုပ်ဆင်းလို့ရပြီနော် ဟောဟုတ်ကဲ့ပါပြီ မောင်လေးလာစာကကြတော့တစ်လောက်အမှ9သိန်းပေးမယ် ဟောဟုတ် ဒါပေမဲ့တရက်ပြည့်1000နှုတ်မယ်နော် ဟော အဲ့ဒါကြောင့်မလို့မောင်လေးကမနေ့ပြန်စဆင်းလို့ရပြီနော်အလုပ် ဟောဟုတ်ကဲ့မအဆင်ပြေပါတယ်မကျေးဇူးပါနော် ပေးပါ ခွင့်ပြုပါဦးခင်ဗျာ Okayမောင်လေး Over 1 month later. မမင်္ဂလာပါမောင် မင်္ဂလာပါမောင်လေး ဟုတ်ကျွန်တော်ကလာသာလေးလာထုတ်တာပါဗျာ လာစာလာထုတ်တာ ဟုတ်ကဲ့ မောင်လေးလှုပ်ဆင်းလို့လား ဟောဟုတ်လုံးမစင်တော့ဘူး အေး ဟောဒါပေမဲ့မကကျွန်တော်ပြောတာတရက်ပြည့်ရင်1000ဆို အေးဟုတ်တယ်လေ ဟုတ်ကဲ့တစ်လမှာရက်30ရှိတာဆိုတော့3သိန်းထည့်လိုက်မှရယ် တော့ ကျွန်တော်လာသာလေးက2သိန်းပို့သေးရယ်လေ အော်အဲ့ ကျွန်တော်အဲ့2သိန်းလေးလာပြီ ကိုယ်က2သိန်းပို့လို့ ဟုတ်တယ်မဟုတ် အော်အလုပ်မစင်းမနဲ့အော်အေးဟုတ်ပြီနော် ဟုတ်တယ်လေမတွက်ကြည့်ရနော်5သိန်းကိုမရယ်ကျွန်တော်ရက်30ပြတ်တယ်ဆိုတော့တရက်ကို1000နဲ့တွက်တာဆိုတော့ရက်30ဆိုတော့3သိန်းအဲ့တော့ကျွန်တော်5သိန်းက2သိန်းပို့သေးရယ်လေနော်မ အော် ဟုတ်ကဲ့ကျေးဇူးပါပြန်လိုက်ပါနော် အေးဟုတ်တော့ဟုတ်ဘူးပဲနော်ဟဲ့မဟုတ်သေးပါဘူး 哎呦我的妈！啊，我还能丢啊！